တင်းပေါက်ဖွင့်ခြင်းပတင်းကိုဖွင့်တဘာဝကိုလမ်းကြည့်ရှင်သက်နေဆိုတာအံ့စရာနော်စိတ်ဟာငြိမ်နေတဲ့မြစ်လိုကြည်လင်းနေတယ်စာရေးဆရာကုတာဘာသာပြန်နဲ့ပြုံးနဲ့ဂါရများနဲ့မှာပတင်းပေါက်ဖွင့်ခြင်းဂါရလေးပဲဖြစ်ပါတယ်ရှင်အနက်လေးကိုဆက်လက်၍ဖတ်ပြသွားပါမယ်အိယာကထပြီးချက်ချင်းအခန်းစည်းကိုဖွင့်ခမည်းအပြင်ဘက်ကိုကြည့်ချင်းကြည့်မှာပတင်းကိုဖွင့်ပြီးနှင်းရွှဲနေတဲ့ညခင်းလဲလဲပေါ်မှာမနှက်စောလေးအေးအေးဖြတ်တိုက်တာကိုခံစားခြင်းခံစားမှာဒါပေတဲ့ပြင်ဘက်ကဘယ်ဟာကိုခမည်းမြင်တော့တကယ်တော့ခမည်းရဲ့စိတ်ဖဲဗျပတင်းကိုဖြတ်ပြီးနေကသူ့ရောင်ခြည်တန်းတွေပို့နေတော့မှခမည်းကခမည်းမှမဟုတ်ပဲပတင်းကမြင်ရတဲ့လှရတဲ့ရှုခင်းတွေကခမည်းပဲတီရှိနေသမျှတွေဟာခမည်းပါပဲပတင်းကိုဖွင့်ပြီးအပြင်ဘက်ကိုကြည်တိုင်းဘဝဆိုတာဆုံးစမထင်အောပနံဖြစ်တာကြီးပဲအဲ့ဒီခဏမှာရွှေလန်းခြင်းငြိမ်းချမ်းခြင်းလွတ်လပ်ခြင်းတပ်ပါရမျှခြင်းတွေကိုခံစားနိုင်တာကြီးပါပဲအဲ့ဒါလိုခံစားတိုင်းခမည်းစိတ်ဟာငြိမ်နေတဲ့မြစ်လိုကြည်လင်းနေတယ်နားထောင်ပေးကြသူပေါင်းကျေးဇူးထူးတင်ပါတယ်ရှင်